1960ခုနှစ်ဗီယက်နမ်စစ်ပွဲအတွင်းအမေရိကန်စစ်သား2ဦးမုန်ကိုင်းမိကတော်နာထဲတွင်ပြင်မိနေသည်ခေါင်းဆောင်ကအကူအညီတောင်းရန်ရေဒီယိုကိုအသုံးပြုပြီးသူတို့အဖွဲ့သားတွေပျောက်ဆုံးသွားကြောင်းရှင်းပြသည်ရုတ်တရက်နောက်စစ်သားကအော်ဟစ်ပြီးတစ်ပင်ကြားပျောက်ကွယ်သွားရာခေါင်းဆောင်ကတနက်ဖွင့်ပေးလိုက်တော့လဲဘာကိုမှမထီပါကြောက်လိုက်တဲ့ကြားနဲ့သူကတောထဲမှာစတင်ပြေးလွှာရင်းချုံပုတ်တွေသာလှုပ်ရှားနေတာကိုသတိထားမိသည်ထိုအချိန်မှာပဲဒိုင်နိုဆောတစ်ကောင်ခုန်ထွက်လာပြီးတွတ်တက်လိုက်သည်ရှေးဦးစုံစမ်းထောက်လှမ်း၏နောက်တစ်နေ့မနက်တွင်အမေရိကန်စခန်းတစ်ခုမှာဗီယက်နမ်အမျိုးသမီးတို့ကအမွေရှိတဲ့နတ်ဆိုးတစ်ကောင်ကသူမခင်ပွန်းကိုခေါ်သွားကြောင်းစစ်သားများကိုပြောပြဖို့ကြိုးစားတော့လဲသူတို့ကမယုံကြည်ကြပါလျှို့ဝှက်စမ်းကြဲသောကွန်တိန်နာများပါသည့်ထရပ်ကားတစ်စီးကိုဖမ်းမိထားပြီးအမြန်စစ်ဆေးကြည့်ရာအန်ဒီရဲ့ချီတော်တက်ရောက်ကြီးပမာဏကိုတွေ့ရှိသည်အနီးနားတွင်ဘုံအနေငယ်ပောက်ကွဲသွားခြင်းတိုင်စစ်သားတို့ကဘုံမူကြီးဂျီရီခိုတန်ပုံကိုဒီထရပ်ကားနဲ့ညကပျောက်ဆုံးသွားသည့်အဖွဲ့အကြောင်းကြားသည်ဂျီရီခိုကလင်းဒါတပ်ဖွဲ့ကိုကယ်ဆယ်ရေးမစ်ရှင်တစ်ခုဆေးလွှတ်ရန်ဆုံးဖြတ်လိုက်သည်လင်းဒါတပ်ဖွဲ့၏ပထမမစ်ရှင်တချိန်တည်းမှာပဲလင်းဒါတပ်ဖွဲ့သည်ရန်သူစခန်းတစ်ခုအတွင်းတိတ်တဆိတ်ချင်းဝင်ရောက်နေသည်သူတို့ကနောက်မှနေဝေးအဆောင်လုံးကိုအံ့ဩတင်အောင်တိုက်ဖူးပြီးအတန်းတိုက်ဖမ်းချုပ်လိုက်သည်စနိုက်ပါသမားများကကင်းမြုံစင်ပေါ်မှလူကိုအဝေးကနေပစ်ချလိုက်တော့ယခုအခါသူတို့အံ့ဩတင်အောင်တိုက်ဖို့ကိုရှေ့ဆက်သွားနိုင်သည်အဖွဲ့ကစခန်းကိုဖျက်ကျော်ရင်းတနက်များဖွင့်ပြပြီးအနီးကလာမန်ဒီရန်သူတိုင်းကိုတပ်ပစ်ကြသည်စနိုက်ပါသမားများကအကာအကွယ်ပေးထားတဲ့စခန်းကိုရှင်းလင်းရန်အချိန်အနည်းငယ်သာကြသည်ထို့နောက်သူတို့ကအကျဉ်းသားမှန်ကိုစစ်ဆေးရာအမေရိကန်အဖွဲ့ဝင်3ဦးအသက်ဆုံးရှုံးနေပြီဖြစ်ပြီးလောင်ရင်ထဲတွင်အသက်ရှင်နေသူ2ဦးကိုတွေ့ရှိရသည်ရုတ်တရက်ရန်သူစစ်သားတယောက်ကပုံကွယ်နေရမှထပ်လာပြီးတိုက်ခိုက်တော့လဲစားချင်းတအုပ်ကဓာမဖြင့်အမြန်တက်လိုက်သည်မကြခင်ရန်ရင်မှရောက်လာပြီးလင်းဒါတပ်ဖွဲ့ကိုလာရောက်ခေါ်ဆောင်သွားသည်သူတို့ကအခြားမစ်ရှင်တစ်ခုအတွက်ရွေးချယ်ထားပြီးဖြစ်ကြောင်းအသိပေးလိုက်သည်လျှို့ဝှက်စမ်းကြဲသောခြံဝင်မှာခဏအကြာမှာလင်းဒါတပ်ဖွဲ့ကိုအမေရိကန်များကကြားတကောင်ကိုလောင်ဝင်ထဲထည့်ထားသည့်စခန်းမှာဆင်သက်စစ်သည်ဂျေရီခိုကပျောက်ဆုံးနေသည့်အဖွဲ့နှင့်ခြိုက်ဝဲမှာထူးခြားသောအရာတွေဖြစ်နေတယ်ဆိုတဲ့ကောလာဟလများအကြောင်းကိုသူတို့ကိုပြောပြသည်သူတို့အနေနဲ့ကင်းထောက်လုကပျောက်ဆုံးနေသူတွေကိုရှာဖွေကရဟန်းရင်တွေလာရောက်ခေါ်ထုတ်နိုင်ရန်စီစဉ်စေလိုသည်အဖွဲ့ကအသေးသေးအချက်လက်တွေကိုမေးမြန်းရာလျှို့ဝှက်ချက်ဖြစ်သည်လို့ပြောခံရသည်ပုဂ္ဂလာကလင်းဒါတပ်ဖွဲ့ခေါင်းဆောင်ဘေကာကိုသူ့လွယ်ကိုထိန်းချုပ်ထားရန်တောင်းဆိုသည်အားလုံးအဆင်ပြေခဲ့မှာဂျေရီခိုကဘေကာရဲ့မတန်းဟောင်းမှာဆွကြွက်ချက်များကိုဖျက်ရှာပေးလိမ့်မည်လို့ဆိုသည်အထီးကတဲကြီးသမားကီကစတိုဘာရဲ့စစ်ပွဲကြီးကြစိတ်ဖိမှုယောဂအကြောင်းပြောပြဖို့ကြိုးစားတော့လေမစ်ရှင်တွေတခါတရံသူ့အတန်ကျလွန်းတော့လေတနေ့မှတော့သူ့ရဲ့ပြုမွေကသူ့ကိုတေးသေးနိုင်သည်ကီကသူမကြခင်မှာအကူအညီယူမယ်လို့ကတိပေးခိုင်းသည်ခြေရိုင်းထွက်ကြိုင်ညနေပိုင်းတွင်လင်းဒါတပ်ဖွဲ့သည်နောက်ထပ်မစ်ရှင်တို့လေရင်ပြသွားကြသည်လေရင်စနစ်ကရုတ်တရက်အတန်မီလောက်ပြီးလက်နက်ကပြစီးနေကောင်လေရင်ဝင်ကြီးကပြောတော့လေအနည်းဆုံးသူတို့တဲ့ပြန်နေဆက်ချီသည်အဖွဲ့ကတောနအနီးမှာဆင်းသက်ပြီးတစ်ပင်တွေကြားမှာသားစုတို့တော်လာလန်းလမ်းကြောင်းကိုချက်ချင်းတတိထားမိသည်စင်နေတဲ့ပိုကြီးတစ်ပေါက်မှာသူတို့လမ်းကြောင်းအယူအဆကိုရှုပ်ထွေးကြသည်ဧရိယာကိုစတင်ရှာဖွေသည်သူတို့တည်တည်ညခဏီကိုနေများမှာကွင်းကြီးကြီးမားသောငတ်ချေရသများကိုတွေ့ရှိကြသည်အနီးနားတွင်ချီရသများ၏အယူအဆကိုကန့်ညီပုံရသည့်ကြီးမားသောအမွေတောင်လာကိုတွေ့ရှိသည်နောက်ဆုံးမှသူတို့ကသူ့ဗေဒနာစခန်း၄ကိုမှတ်တမ်းထားသည့်မိဘုံပါကြော်ဘော်ဤတည်နှင့်နားတို့အမေရောက်နေပါပြီဆိုတဲ့မှတ်တမ်းစာအုပ်တို့ကိုတွေ့ရှိသည်ကြော်ဘော်ဤကကြီးစင်နှင့်အမတူချေရနှင့်မျိုးဝိုင်းရံနေကြောင်းကိုသတိထားခဲ့ကြသည်ထို့ကြောင့်သူတို့ကအဲ့ဒီချေရသများကိုလိုက်ဖို့ဆုံးဖြတ်သည်အန်တွေချုံမိုးရီကြားထူးခြားသောအတန်ကိုဆက်လက်ပြုလုပ်နေသည့်မုံတွေကိုသတိထားမိသည်တပ်ဖွဲ့ကတောနတ်ထဲကိုပိုးပြီးနှံ့နေဝင်သွားသည်ရုတ်တရက်တပုံတစံကဘေကာ၏ခြေရောက်ကိုဖမ်းဆွဲပြီးမြေပေါ်မှာဆွဲညှိသွားသည်ဘေကာကလျှို့ဝှက်စံချက်သည့်တတွေမီသူ့ကိုလွတ်ချသွားရင်မတိုင်မတန်တန်တက်ပစ်ဖို့တည်သည်ကျန်တပ်ဖွဲ့သားသည်သူ့စီရောက်လာမိအလန်တမဒဏ်ရာရကိုစစ်ဆေးပြီးစေတတ်ကြသည်နောက်ပါဆက်လက်ချီတက်ကြသည်ထိုအချိန်မှာလည်းစက်ခွေတဲ့ဆိုရရုရှားစစ်သားအဖွဲ့တစ်ဖွဲ့ကအမေရိကန်တွေကိုရှာဖွေဖို့တောထဲမှာရှိနေသည်သူတို့ကကူနန်ကိုလမ်းပြအလုပ်လာခွင့်နေသည်သူတို့ကမြေပေါ်မှာကြီးတင်အချို့တွေကိုတွေ့ရနွေးနေတဲ့ဆိုပြီးသူတို့ကကူနန်ကိုခြေပလန်တောင်းဆိုခဲ့သည်ရှေ့သက်သွားတဲ့သူတို့ကထူးခြားသောအတန်တွေကိုကြားပြီးတန်းစီနောက်ဆုံးမှစစ်သားကချုံမုတ်တီကြားဒိုင်နိုဆောကိုမမြင်လိုက်ပါထို့ကြောင့်ထိုတရွေကသူ့၏ကြီးမားသောမေးကြများနဲ့အထုကိုလင်းလင်းမြဲမြဲကိုက်ဆွဲညင်လိုက်သည်ကျန်တဲ့များကကွင်းပင်ဥတင်သူပျောက်ဆုံးနေသောအဖွဲ့လင်းနာတပ်ဖွဲ့စီပြန်ရောက်တော့သူတို့ကဒေါ်ထဲတွင်ဘလူးများရှိနိုင်ကြီးကိုဆွေးနွေးရင်းဆက်လက်ရွေးလျားနေကြသည်မြေပြင်ပေါ်ကြီးမားသောခြေတဲတစ်ခုကိုတွေ့ရှိသောအခါသူတို့နောက်ပြန်လှည့်ပြီးဘာမှမတွေ့သလိုဟန်ဆောင်တင်သလားဟုတွေးတော်မိကြသည်သို့တော်ဘေကာကစစ်သားဝတ်ဆောင်တစ်စိတ်တစ်ပိုင်းကိုသတိထားမိပြီးဆက်တော်မိဟုကြေညာသည်ခုအတွင်းတိုက်ပွဲနောက်တွင်သူတို့သည်ခုတစ်ခုတည်းဝင်ရောက်ပြီးပျောက်ဆုံးနေသောအဖွဲ့၏အလောင်းများကိုတွေ့ရှိရကအလွန်ဝမ်းနည်းစေခွဲရကြသည်ကြီးမားသောတိုက်ခိုက်သူတို့ကသူတို့ကိုဆုတ်ဖျက်ထားပုံရသည်တပ်ဖွဲ့ရှေ့ဆက်သွားစဉ်အရင်များထဲမှာတစုံတရာကအတန်ပြုသည်ရုတ်တရက်အမွေးရှိသောဒိုင်နိုဆောအုပ်စုတစုခုန်ထွက်လာပြီးစစ်သားများကဖြစ်နိုင်သမျှအမြန်ဆုံးပစ်ခတ်ရန်ကာဗာယူရန်ပြေးကြသည်အမျိုးသားများကမဆိုင်မသွက်ဒိုင်နိုဆောပြီးနောက်ဒိုင်နိုဆောကိုထပ်ပြနေသည်ဖြင့်ခုထဲတွင်ရှုပ်ထွေးမှုနှင့်ထိတ်လန့်မှုများလွှမ်းမိုးသွားကြသည်ထိုအပြက်စီးများထဲတွင်ဘေကာနှင့်ဖန်သည်ကျင်းမြောင်းသောလမ်းကြောင်းတစ်ခုထဲဝင့်ရောက်သွားပြီးကြံသူများမှတင်းကြောင်းတွင်ကွဲသွားကြသည်ထိုနှစ်ဦးသည်ဂူမှထွက်ခွာသွားသည့်အထိလမ်းကြောင်းကိုလိုက်သွားကြသည်အနည်းအနားတွင်ပုံမအန်ဒီရှိသောတာရဲများရှိကြောင်းညွှန်ပြသည်အတန်အချို့ကိုသူတို့ကြားနိုင်သည်ထိုကြောင့်သူတို့ထွက်ပြီးရန်ဆက်တင်တိုက်ပြီးတော့အချို့ကိုတက်နေကြသည်မကြခင်ဒိုင်နိုဆောကောင်ကသူတို့ကိုတွေ့ရှိသောအခါဘေကာကိုဖမ်းရန်ကြိုးစားရာသူကချက်ချင်းထိုဒိုရီဆန်ကိုပစ်ချလိုက်သည်တနက်တများကြောင့်ဒိုင်နိုဆောများပုံမအာရုံစိုက်လာတော့လေ၎င်းတို့သည်အလွန်မြင့်အောင်မခုန်နိုင်ကြပေထိုကြောင့်ဘေကာနှင့်ဗန်တို့သည်ဂူတိတ်တို့ရောက်သည့်အထိဆက်လက်တက်သွားကြသည်တချိန်တည်းတွင်ကြံလင်းသားတပ်ဖွဲ့ဝင်များလည်းဂူထဲမှထွက်ခွာနိုင်ခဲ့ကြသည်ချုံပုများထဲမှအတန်များကိုကြားရပြီးအမွေးရှိသောဒိုင်နိုဆောများထပ်မံခုန်ထွက်လာတော့မည်ဟုထင်ကတိတ်ခရံအသင့်ပြင်ကြသည်သို့သောအေးရမသားရဲ့တကောင်လမ်းလျှောက်သွားသည်ကိုမြင်သောအခါသူတို့အေးခဲသွားကြသည်သူတို့တနာစခိုင်းလေးတို့ရိတ်ခြေတိုင်းထမ်းပြီးအတန်ကြာလိုက်ဖက်လာပြီးနောက်ဘေကာနဲ့ဗန်တို့သည်မျက်ခင်းရှင်းလင်းရနေရာတစ်ခုကိုမတော်တဆရောက်ရှိသွားပြီးမိပြင်ပေါ်အိပ်ပျော်နေသည့်ကြီးမားသောဒိုင်နိုဆောတစ်ကောင်ကိုတွေ့ရှိရာအံ့အားသွားကြသည်ထိုဒိုင်နိုဆောသည်၎င်း၏အစာများ၏အယိုးစရိုးများဝင်လိုက်ရှိရသည်ရုတ်တရက်ဒိုင်နိုဆောငယ်တမ်းကောင်ကအိပ်ပျော်နေမိဘနောက်မှထပ်ပေါ်လာပြီးလူသားများကိုအော်မိရ၎င်းတို့၏မိဘကိုနိုးသားစေသည်ဘေကာညက်ဗန်တို့သည်တက်နိုင်သမျှအမြန်ပြေးကြသည်ရန်ဖန်ကနောက်ပြန်လှည့်သည်ထိုတိုင်းရဲ့မျက်နှာကိုပြက်ခတ်ကြသည်ဤအပြုမှုကသူတို့ချုံပုံများနဲ့ပုံနိုင်လောက်အောင်၎င်းကိုနှေးခွေးတော့လေဒိုင်နိုဆောကသူတို့ကိုမြေရင်ပါဖြစ်ရှာတွေ့သည်မနက်တွင်ကြံလင်းသားတပ်ဖွဲ့ဝင်များကမြက်ကစင်းကိုဖျက်ခိုးပြီးအနားယူကြသည်သူတို့ကဘေကာနဲ့ဗန်တိုင်စိုးရင်တော့လေအလွန်အန္တရာယ်ရှိကြောင်းကြောင့်ခုထဲစီကိုပြန်မသွားခြင်းကြပြီအတန်အချို့ကိုကြားရသောအခါသူတို့ဆက်လက်ရွေ့လျားနိုင်ရန်အသင်းဖြစ်သွားကြသည်ရှင်းလင်းချက်
တချိန်တည်းဘေကာနဲ့ဘန်တို့သည်ကြီးမားသောဒိုင်နိုဆောကဆက်လက်လိုက်နေသဖြင့်ချောင်းဝမ်အတိုင်းလင့်ဆင်းလာကြသည်အကြာကြီးပြေးလွှားပြီးနောက်လဲကျနေသောတစ်ပင်နောက်တွင်ဘုံအောင်နိုင်ခဲ့ကြပြီးဘေကာကထိုသားရဲကိုအာယုံပြောင်းစေရန်လက်ပစ်ဘုံတစ်လုံးပစ်လိုက်သည်ထို့နောက်သူတို့သည်6ကမ်းပါအစွမ်းသို့ရောက်သည့်အထိဆက်ပြေးကြသည်သူတို့ထွက်ပြေးရန်ရေထဲခုန်ချလိုက်ကြပြီးဒိုင်နိုဆောလည်းသူတို့နှင့်အတူပြုတ်ကျသွားသည်မြစ်ထဲတွင်ဘေကာကဘန်ကိုကမ်းခြေသို့တဲဆောင်ရသည်ဘန်ကသတိမေ့ညီသည်ဒိုင်နိုဆောကရေကူးထွက်သွားသည်ထိုအချိန်၌ဆိုဖီယာကသူတို့ထံချန်ကပ်လာပြီးဘေကာကိုဘန်ကိုရွှေ့ပြောင်းကသတိရလာစေရန်ကူညီပေးသည်သူမကသူတို့အဖွဲပေါ်ဒီတေလောက်ပြီးဟုပြောပြီးသူမ၏ဓာတ်ခွဲလမ်းသို့ဖိတ်ခေါ်သည်အဖွဲနှစ်ဖွဲလုံးတော်ထဲတွင်ရွှေ့လျားတွင်အယောင်အမျိုးမျိုးနှင့်အရွယ်စားအမျိုးမျိုးရှိသောဒိုင်နိုဆောအမျိုးမျိုးကိုဆက်လက်တွေ့ကြုံနေကြသည်သူတို့ရှောင်ရှားရန်တိတ်တဆိတ်သွားလာကြသည်ကေဤအဖွဲ့ကနောက်ဆုံးတွင်ကြီးမားသောတတ်လွတ်စာဒိုင်နိုဆောအချို့နှင့်ဘေးချင်းကလမ်းလျှောက်နိုင်ခဲ့သည်ဆိုဖီယာကဘေကာနှင့်ဘန်တို့ကိုသူမတနုကြော်ကြနေထိုင်ခဲ့သည့်သူတေသနစခန်းလေးသို့ခေါ်သွားသည်သူမတွင်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရှိခဲ့တော်လဲသူမသာအသက်ရှင်ကြံရည်သူဖြစ်သည်သူတို့သည်အခန်းတစ်ခန်းထဲဝင်သွားပြီးသူမကတကားကိုဘယ်ရီကစ်ချပြီးအဆော့လူသည်တမန်နီအားဖြင့်ကွန်ကရစ်တင်ပြုလုပ်ထားသောကြောင့်အလွန်ဘေးကင်းကြောင်းရှင်းပြသည်ထို့နောက်ဆိုဖီယာကသူ့လက်မောင်းနဲ့ဆေးထိုးတစ်လုံးထိုးလိုက်ရာစစ်သားများကထိတ်လန့်သွားပြီးရှင်းပြရန်တောင်းဆိုသည်ဘန်ကရေဒီယိုကိုစူးစမ်းနေစဉ်ဆိုဖီယာကရုရှားမှာဘိုးချုပ်ဘော်ဒန်ကဒီနေရာအကြောင်းတည်သူတွေကိုတတ်ခဲ့ကြောင်းမျှဝေသည်ထိုအချိန်မှဆွာပြီးသူမသည်ဒီနေရာတွင်တယောက်ကအသက်ရှင်နေခဲ့သည်ထင်ရှားသဖြင့်ဘော်ဒန်ကကော်လိုက်တာတစ်ခုတိစောက်နေခဲ့ကြောင်းသိရသွား၏ဘန်ကနောက်ဆုံးတွင်စခန်းနှင့်အဆက်အသွယ်ရသောအခါဘေကာကဖုန်းကိုယူပြီးဆိုဖီယာဖော့ကေတမျှကိုဂျေရီခိုအားလုံးပြောပြသည်သူကဒိုင်နိုဆောများကိုလည်းဖော်ပြပြီးသူ့အဖွဲ့သားတွေအားလုံးကိုကယ်ဆယ်ရန်တောင်းဆိုသည်ဂျေရီခိုမြပူပေါင်းဆောင်ရွက်မှုပြုလုပ်ပါကဘေကာကသူဒီနေ့မြင်ခဲ့တဲ့အားကိုလူသိရှင်ကြားပြောပြမိဟုဆိုသည်ဂျေရီခိုကဒိုင်နိုဆောပုံပြင်ကိုမယုံကျင်တော့လဲဘော်ဒန်အမီကိုစုံစမ်းရန်သူ့ရဲ့လူများကိုတောင်းဆိုသည်စစ်သားများတောထဲမှာယူဆောင်ခဲ့သည့်ကြီးမားသောအဆွေတစ်ခုကိုမှတ်မိသောအခါသူစိတ်ပြောင်းသွားသည်ထိုသုံးဦးသည်ဂျန်အဖွဲ့သားများနှင့်ပြန်လည်ပေါင်းစည်းနိုင်မှုမျှော်လင့်ချက်နှင့်အဆောက်အဦမှထွက်ခွာသွားကြသည်ရန်သူတိုက်ခိုက်မှုနှင့်မိတ်ဆွေဖွဲ့ရန်ဂျန်လင်းတပ်ဖွဲ့ဝင်များသည်လွင်ပြင်ကျဲတစ်ခုကိုဖျက်ကျော်နေစဉ်ရုတ်တရက်73ဦးကသူတို့ကိုတနက်ဖွင့်ပစ်လိုက်ရာကေဤခြေထောက်မှာဒဏ်ရာရလဲကျသွားသည်စစ်ခွေးများကသူတို့ကိုရှာတွေ့ပြီးသဖြင့်ယခုလင်းတပ်တပ်ဖွဲ့သည်ပြန်တိုက်ခိုက်ရမည်ဆူဖီယာနှင့်အဖွဲ့ကတနက်သားများကိုကြားပြီးလိုက်သွားသည်အဖွဲ့နှစ်ဖွဲ့လုံးပုံအောင်နေကြပြီးဘာမှမပြီးမြောက်ဘဲတယောက်ကိုတယောက်ဆက်လက်ပစ်ခတ်နေကြသည်ရုတ်တရက်တိုက်ခိုက်ကြီးကိုသူတို့အပေါ်မှာပြန်တန်းနေသောကြီးမားသောဒိုင်နိုဆောအချို့ကဝင်ရောက်နှောက်ယှက်သည်စစ်သားများကထိုသားရဲများကိုပစ်ခတ်ပြီးကာဗာရှာနိုင်ရန်ကြိုးစားကြသည်ထိုဘီလူများထက်ကတစ်ခုကရုရှားစစ်သားတယောက်မှရှစ်စင်းတပ်ပြီးအရက်ရှင်များကိုပေါ်လာအောင်နှုတ်ဆက်ပြီးထိုးလိုက်သည်ထို့နောက်ဒိုင်နိုဆောများအားလုံးကသူ့ပတ်လည်မှာစုဝေးကြီးနိလေစာစားကြသည်ထို့ကြောင့်ကြံသည့်စစ်သားများကအယောင်ပြောင်းခြင်းကိုအသုံးပြုပြီးထွက်ပြေးကြသည်လင်းတပ်ပိုက်ဝင်များကကေအီကိုတောထဲမှာတည်ဆောင်သွားပြီးကျန်ရုရှားနှစ်ယောက်ကကိုနတ်နဲ့ပြမပေါင်းစည်းနေထိုသားရဲများကိုအဝေးမှထားရန်တနက်ဖွင့်ပစ်ကြသည်အလုံးလောက်ဝေးဝါးသွားခဲ့သည့်အခါလင်းတပ်ဖွဲ့ကကေအီဒဏ်ရာကိုပန်တီးစီရန်အနားယူကြသည်ထိုအချိန်၌ဘေကာအီအဖွဲ့ကသူတို့ကိုရှာတွေ့ပြီးလင်းတပ်ဖွဲ့သည်ဆိုဖီယာကိုသူမကရုရှားဖြစ်သောကြောင့်တတိထားကြသည်ကြီးမားသောအဖမ်းခံရခြင်းရုတ်တရက်ဒိုင်နိုဆောငယ်များကခြုံပုတ်များထဲမှခုန်ထွက်လာပြီးသူတို့ပတ်လည်တွင်ပတ်ပြေးကတစ်ပင်များပေါ်တက်ရွယ်ပုံမနီးကပ်လာကြသည်စစ်သားများကချက်ချင်းတနက်ဖွင့်ပစ်ပြီးတကောင်ပြီးတကောင်တတ်ကြတော့လဲပုံများလာကြသည်သူတို့အလုံးအမင်းဝန်ပိနေတဲ့ထင်ဒိုင်နိုဆောတကောင်ကသူတို့နောက်မှတိတ်တဆိတ်ချင်းကပ်ပြီးကီကိုပြန်ပေးဆွဲနိုင်ခဲ့သည်ခဏတာဆွဲခေါ်ခံရပြီးနောက်ကီတစ်ပင်အနီးတွင်ချပေးရာဒိုင်နိုဆောများကဝင်းရံထားသည်သူတို့ကိုဝေးဝေးနေစေရန်အကိုင်းခတ်တစ်ခုပင်ရိုက်တော့လဲတားရဲတကောင်ကသူ့ပေါ်မှာခုန်ချလာသည်ကီက၎င်းကိုတွန်းထုတ်ပြီးတိုက်ခိုက်ရန်ဆုံးဖြတ်ကမတက်ရက်သည်သို့တော့ဒိုင်နိုဆောများကထွက်ပြေးဖို့ဆုံးဖြတ်လိုက်သည်ပြီးဆုံးသွားပြီဟုကီတွေးလိုက်တော့လဲသူတို့ကိုကြောက်လန့်စေခဲ့သောတားကောင်ကြီးကသူ့ကိုရုတ်တရက်လဲချော့လိုက်သည်ထိုတားရဲကကီခန္ဓာကိုယ်ကိုဆက်လက်နင်းချပြီးလှုပ်ရမ်းနေသည်ဖြင့်ဒဏ်ရာများပုံပုံများလာကြသည်ထိုအချိန်၌ကီကသူ၏တငယ်ချင်းများပုံမနီးကပ်လာသည်ကိုကြားလိုက်ရသည်ဖြင့်သူ၏ဓာတ်ကိုလှမ်းယူသည်ဒိုင်နိုဆော၏လေဘင်းကိုထိုးလိုက်သည်တရိတ်ဆန်၏အော်တန်ကိုကြားသောအခါလင်းတာတက်ဖွဲ့ကအလင်းအမြန်တနက်ဖွင့်ပြသည်ထိုတရဝါကြောက်လန့်တကြားထွက်ပြေးသွားသည်အဖွဲ့ကကီဘေးနားကိုပြေးသွားကသူ့တန်ရာအစ်စ်များကိုဂီယူဆိုင်ကြသည်ဆိုဖီယာကသူ့ကိုထားခဲ့တဲ့သည်ဟုထင်တော်လဲဘေကာကညင်းဆိုသည်ဒိုင်နိုဆောမှဝင်ရောက်လာခြင်းညနေပိုင်းတွင်အဖွဲ့သည်ဆိုဖီယာ၏အဆောက်အဦသို့ရောက်ရှိလာပြီးကီကိုနာကျင်မှုအတွက်ဆေးထိုးများပေးနိုင်ရန်စပွဲပေါ်တင်လိုက်သည်ဘေကာကဆိုဖီယာအခန်းထဲကမှတိတ်တဆိတ်ထွက်သွားသည်ကိုသတိထားမိပြီးနောက်မှလိုက်သွားရာသူမသည်ဆွဲလန်းသူဖြစ်သောကြောင့်ကိုစိတ်ထိုးနေသည်ကိုတွေ့ရှိသည်ဆိုဖီယာကဒိုင်နိုဆောများသည်တားဆီးနိုင်ခဲ့သောမတော်တဆတစ်ခုဖြစ်သည်ဟုဆိုသည်သူမ၏ခင်ပွန်းသည်နျူကလ িয়ার သုတသိပ္ပံပညာရှင်ဖြစ်၍သူမသည်ရှေးဟောင်းတတဝါဗေဒပညာရှင်ဖြစ်သည်ရုရှားစစ်တပ်ကသူတို့ကိုအမေရိကန်ကိုကျူးကျော်နိုင်သောဝမ်ဟိုတစ်ခုဖန်တီးရန်ကော်လိုက်တာဖော်အန်တီအရှိသုတသိပညာလုပ်ရန်ဒေါ်နာအလဲသို့ဆေးလွတ်ခဲ့သည်သို့သောဘော်ဒန်ကလိုအပ်တာများကိုရှော့ချခဲ့သည်ကော်လိုက်တာကချိုယွင်းသွားပြီးအတိတ်သို့ပေါ်တယ်တစ်ခုဖွင့်လိုက်ရာဒိုင်နိုဆောများကပစ္စုပန်သို့ရောက်လာကြသည်နောက်ပိုင်းတွင်ရုရှားစစ်သားများရောက်လာသောအခါဆိုဖီယာကအဆောက်အဦထဲမှမရှိသဖြင့်သူမမှလွဲ၍သုတပြုတနာသားများအားလုံးတတ်ခံရသည်ကီဆွန်လော့အနည်းနှခါထိုညနောက်ပိုင်းတွင်စစ်သားများကအဆောက်အဦနီးဒိုင်နိုဆောတကောင်ပြေးနေတာကိုမြင်ရပြီးသူတို့၏အနေအထားကိုမပြေးမိစေရန်တနတ်မပစ်ရဆုံးဖြတ်လိုက်ကြသည်သို့သောဒိုင်နိုဆောကပတင်းပေါတစ်ခုကိုတွေ့သောကြောင့်သူတို့သည်၎င်း၏ကောင်းကိုမဖြစ်မနေပစ်ချရသည်အတန်များအားလုံးကဒရဝါများကိုပုံမအာယုံစိုက်စေသဖြင့်လင်းတာတက်ဖရက်ကပတင်းပေါများနှင့်နေရာယူပြီးတားရဲများထွက်သွားသည့်အထိမိနစ်အတော်ကြာဆက်လက်ပစ်ခတ်ကြသည်တကားကိုတဆုံတည်းထူးထောင်းကလည်းသူတို့သည်၎င်းကိုပစ်ခတ်ကြသည်ဒိုင်နိုဆောကပတင်းပေါကိုပြန်သွားသည်စစ်သားများအားလုံး၎င်းကိုတိုက်ခိုက်ရန်အာယုံစိုက်ကြသောဒုတိယဒရဝါတကောင်ကတကားကိုဖောက်ထွက်ဝင်လာရန်လမ်းပွင့်သွားသည်လင်းတာတက်ဖရက်ကထိုတားရဲကိုနောက်ကိုတွန်းထုတ်ပြီးတကားကိုလောက်ချရန်အတူတကွလှုပ်ဆောင်သည်ထို့နောက်ဒိုင်နိုဆောများတဲ့ကတကောင်ကမှန်ကောင်းမှုပေါ်တက်ပြီး၎င်း၏ကောင်းကိုရိုက်ခွဲလိုက်သည်သူတို့သည်၎င်းကိုပစ်ခတ်ကြသည်သို့သောဒိုင်နိုဆောများအားလုံးကိုတခါတည်းတားဆီးနိုင်ခြင်းမရှိပေဆိုဖီယာကစိတ်ပင်ကန်သို့ထွက်ပြေးရန်နောက်တကားအကြောင်းပြောပြတော့လေကီကသူအသက်မရှင်နိုင်သောကြောင့်သူ့ကိုထားခဲ့ရန်တောင်းဆိုသည်စတိုဘေကနောက်ဆုံးစီးလေးကလေးကိုသူနှင့်အတူတောင်းနောက်ကြံတလူနှင့်အတူထွက်ပြေးသွားသည်ဒိုင်နိုဆောများနောက်ဆုံးတဲ့အတွင်းသို့ရောက်လာသောအခါကီကလက်ကျစ်ပင်ကိုနှစ်ခုအသက်ရတွင်သည်စိတ်ပင်ကန်တွင်ကြံတလူကပေါက်ခွဲမှုကိုကြည့်ပြီးတငင်ချင်းအတက်ဝမ်းနဲ့ကြွေခွဲပြီးနောက်လေပေါ်တက်ကြသည်ကော်လိုက်တာကိုပိတ်ပစ်ခြင်း
နောက်တစ်နေ့မနက်တွင်လေသည်မွေးပေါ်ဆက်လက်ရွက်လွတ်နေသည်ဘေကာကသူ့အဖွဲ့ကိုအခြားကော်လိုက်တာအကြောင်းပြောပြပြီး၎င်းကိုဖျက်ဆီးရန်သူတို့သဘောတူကြသည်ဆိုဖီယာကသူတို့ကိုတတိပေးခြင်းကြောင့်သို့သောမူရဲ့ဆေးပြလက္ခဏာကြောင့်တတိလိသွားသည်သူမတတိပြန်ရသောအခါကော်လိုက်တာကိုဘုံမပြတ်ခြင်းကကဘာကိုဖျက်ဆီးသွားမှဟုရှင်းပြသည်အစားသူတို့ကပလက်ကိုဆွဲထုတ်ရမည်စစ်သားများကထို area တွင်ရှိသောဒိုင်နိုဆောများကိုအင်အားထီသွားကြည့်နေသောကြောင့်ဆိုဖီယာကအခြားဆေးထိုးတစ်ခုခိုးယူရန်အခွင့်ကိုယူနေရယူသည်သူတို့သည်သူမကိုတားဆီးရန်စ조사ပြီးလုံထိုးနေစဉ်ဆေးထိုးရပြောက်သွားကဒိုင်နိုဆောတစ်ကောင်ကရေထဲမှခုန်ချလာပြီးသူ့ကိုဖမ်းလိုက်သည်ဘေကာကဆိုဖီယာကိုစုပူပြီးစိတ်အေးစေရန်စီးလိုက်ပေသည်စတိုဘယ်ကရေထဲတရဝါကြီးကမ်းခြေသို့ထွားပြီးဒိုင်နိုဆောငယ်များကိုစားတာကိုကြည့်တော့လဲကြံတတော်ကသူ့ကိုမပစ်ချကြထို့နောက်စတိုဘယ်ကကိုတတ်သေးရန်စဉ်းစားသည်သို့တော့ဘေကာကအချိန်မီတားဆီးပြီးသူ့ကိုလိုအပ်သည်ဟုတတိပေးလိုက်သည်စတိုဘယ်၏နောက်ဆုံးရက်တည်မှုနိုင်များစွာရွက်လင်းပြီးနောက်အဖွဲ့သည်မြူးဆက်ထားပြောလီသောနေရာတစ်ခုသို့ရောက်ရှိလာသည်သူတို့ဆင်းတင်သည့်နောက်မြေကြီးပေါ်ရှိလူအလောင်းများကိုတွေ့ရသည်သူတို့တောထဲမှတတိထား၍ရွှတ်ရှာတော့လဲမြူးကသူတို့၏အမြင်အာရုံကိုဆက်လက်ပိတ်ဆို့နေသဖြင့်ဒိုင်နိုဆောရဲ့အုပ်စုတစုကသူတို့ကိုအံ့အားသင့်စွာခုန်ချရန်လွယ်ကူသည်စစ်သားများကတနက်တာသူတို့၏လက်သီးများကိုပင်ယူသုံးသည်ကိုကာကွယ်ရန်အစွမ်းကုန်စ조사သဖြင့်ရှုပ်ထွေးမှုဖြစ်လာသည်တငယ်ချင်းများအားလုံးဒဏ်ရာရသည်ကိုမြင်ရသောအခါစတိုဘယ်ကစိတ်ထိန်မရှိသောဒိုင်နိုဆောများအားလုံးကိုအော်ဟစ်ပြီးပစ်ခတ်လိုက်သည်ထို့နောက်သူတို့ကိုနောက်မှလိုက်လာစေရန်ရှေ့သို့ပြေးသွားသည်သူကမျက်နှာတွင်ရပ်ပြီးဝင်လာသောဘီလူများကိုဆက်လက်ပစ်ခတ်သည်နောက်ဆုံးတွင်သူမှကြမ်းတမ်းသုံးတန်ကြည့်စွာကြံရှိသောတို့သူကကေအီအတန်ကိုခေါင်းထဲမှကြားသဖြင့်ရေမောလိုက်သည်နောက်ဆုံးကြမ်းတမ်းကိုတတ်တရန်အသုံးပြုပြီးဒိုင်နိုဆောများကစတိုဘယ်၏ခန္ဓာကိုယ်ပတ်လည်တွင်စုဝေးပြီးစားကြ